ဖုန်းဘေးနားမှာအပေါက်ကြီး၃ပေါက်ပါနေတာဒါအလှလောက်ထားတာမဟုတ်ဘူးဗျအားသွင်းဖို့လည်းမဟုတ်ဘူးဒါကတော့ဖုန်းထဲကအပူတွေကိုအပြင်ထုတ်ပေးမယ်လေဝင်လေထွက်ပေါက်တွေပါဖုန်းရဲ့ကင်မရာအောက်ခြေကနေလေအေးတွေကိုစုပ်ယူပြီးတော့ဘေးပေါက်ကနေပြန်ထုတ်ပေးမှာဆိုတော့ဂိမ်းဘလောက်ဆော့ဆော့ဖုန်းပူလာမှာလုံးဝပူစရာမလိုတော့ဒါက iQOO ရဲ့ပထမဆုံး Ultra ဖုန်း iQOO 15 Ultra ပါအခုခေတ်မှာ gaming ဖုန်းတွေအများကြီးရှိနေတာပဲဘာလို့ဒီကောင်က Ultra လို့နာမည်တက်ရေးတာလဲဖြေကတော့ရှင်းပါတယ်ဒီဖုန်းမှာလက်ရှိ smartphone လောကမှာအကြီးဆုံး cooling fan နဲ့အကျယ်ဆုံး VC heat plate ကိုသုံးပေးထားလို့ပါဆိုလိုတာကဘလောက် graphic မြင့်တဲ့ game ဖြစ်ဖြစ်အပူချိန်ကြောင့် frame rate ကျသွားတာမျိုးထစ်တာမျိုးလုံးဝမရှိပဲအမြင့်ဆုံး setting နဲ့ဆော့နိုင်တယ်တကယ်တမ်းကျွန်တော်သဘောအကျဆုံးကတော့ shoulder button တွေပဲ FPS game ဆော့တဲ့အခါပြရခတ်ရတာတကယ်တနက်မောင်းဆွဲရတယ်လို့ခံစားချက်မျိုးပေးနိုင်အောင်ပူကြီးတဲ့တုံခါမှုမော်တာတွေကိုထည့်ပေးထားတယ်ဖုန်းအားသွင်းကြိုးတော်မှာ game ဆော့ရင်အဆင်ပြေအောင် L shape ပုံစံလုပ်ပေးထားတာဆိုတော့ iQOO ကတော့တကယ်ကို game သမားတွေအတွက်ကိုလုံးကိုအောက်ချီတီလိုလေသိမရှိဖြည့်ဆည်းပေးလိုက်တာပဲဒါပေမဲ့ပွင့်ပွင့်လင်းလင်းပြောရရင်ဒီဖုန်းကလူတိုင်းနဲ့တော့မကိုက်ဘူးပါသူက game ဆော့ဖို့အတွက်အကောင်းဆုံး specs တွေအကုန်ထည့်ပေးထားတာပါတကယ်လို့သင်က FPS game တွေကိုတရက်တန်ဆော့ရတဲ့မဟုတ်ဘူးဆိုရင် iQOO 15ကပို့ပြီးတော့ရွေးချယ်သင့်တဲ့ဖုန်းဖြစ်မှာပါကဲတင်တာရွေးရမယ်ဆိုရင်ဘယ်ဖုန်းကိုရွေးမလဲဗျ